ဆရာတော်ကြီးဥယျံကိုတရားလေးအတိုင်းပဲဖြည့်ကြပေါ့ဆရာတော်ကြီးဥယျံကိုငါသူ့တပည့်ကြီးသူ့ကျောင်းကတိုးထွက်ကိုတော်ကြီးဆုံးခံပြန်လာတော့ဟေးကိုတော်ကြီးလာသားမင်းတို့လှပ်ပြသားလှပ်ပြရတော့ဆွန်းလေးရ2လုံးစာ3လုံးစာလေးပဲသမင်းလုံး3လုံးစာလောက်ပြီးရဟာဦးစင်းကြီးဆွန်းလေးရလည်းနဲလာကြီးလားမင်းဥစ္စာ2လုံးစာ3လုံးစာလေးရှိဟင်းကွက်ကလေးတွေလှက်ကြီးဟာဟင်းကွက်ကလည်းမင်းဥစ္စာပဲပြုတ်စီမပါဘူးကွာမင်းဥစ္စာနောက်တစ်ခါတစ်ခွက်လှက်ကြီးဟာဒါကလည်းချင်းမောင်ရဲ့ရေလုံးပြုတ်ကြီးပဲမင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးလို့ပြောတယ်ဓမ္မတပည့်တော်မန္တလေးလာတာဖျား3နှစ်ကျော်ပါပြီဖျားတရေမှဆွမ်းမြန်ဝအောင်မရဘူးပါဘူးဖျားကြည်သံအတော်ဘုံကန်နေတဲ့ကိုတော်ကြီးအသားကလည်းမဲကတ္တိယသီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းပဲကတ္တိယသီဘုံဆိုမဲတယ်မဟုတ်လားအဲ့ဒီစစ်စည်းတုတ်လိုက်တော့ဘူမဲသွားကတ္တိယသီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းမင်းအသားလည်းမဲလာကြီးလားကွာမျက်နှာလည်းကြောက်ပေါ်မှာတွေပါတော့မင်းဘယ်သူမှမကြည့်ညိုပါဘူးကွာဒီမှာမြင်တဲ့အတိုင်းပါပဲဖျားလို့အဲ့တော့မင်းဘုံကြီးတဲ့နီးငါပေးမယ်ယူမလားပြောဘုံကြီးတဲ့နီးယူခြင်းပါလေဗျာယူခြင်းပါလေဗျာဆိုင်မနေပါနဲ့အခုပေးပါဗျာသူပြောတယ်တို့ကဆိုင်နေနေရတော့ဆိုင်နေမေ့သွားလို့ तू မရပဲနေမစိုးလို့ तू ကဘယ်လိုပြောတော့အခုပေးပါလို့ပြောတယ်နော်အခုဝိဝါဆိုကဲတပည့်ကျော်ကြီးလာဆိုပြီးတော့သမာဓိချွေကိုမြုပ်ဖို့ရတယ်ကျောင်းပေါ်ခေါ်သွားကျောင်းပေါ်ကျတော့စိတ်ပရိလေးတကုံပေးတဲ့စိတ်ပရိလေးဟောလို့လက်ကလေးလေးနဲ့ဒီလိုလေးမလက်မလေးနဲ့ဟောလို့စေအရဟံနဲ့တပတ်စေအရဟံနဲ့တပတ်မရီတပတ်မပရိလုံးဘယ်နှလုံးပါတော့အောင်တရားရှိကွက်ဗုဒ္ဓစေဆိုတာမှတရားရှိလုံးဘုရားသခင်ရဲ့ခြေထောက်မှာအကွက်ကလေးတွေဆက်လက္ခဏာလေးတွေတရားရှိကွက်ပါတယ်ဟုတ်လားဘုရားသခင်ရဲ့ခြေတော်ရာခြေဘဝမှာအကွက်လေးတွေဘယ်လောက်ပါတော့အဲ့ဒီတရားရှိကွက်အထိမ်းမှအနေနဲ့စိတ်ပရိကိုဘယ်နှလုံးလောက်ရတရားရှိလုံးအရဟံနဲ့တပတ်စေနောက်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောပရိတလုံးချနဲ့အဲ့လိုနဲ့သမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စေဘယ်နှပတ်ရတော့နောက်ဗာစိတ်မယ်ဝိဇ္ဇာစရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာစရဏသမ္ပန္နောနဲ့တပတ်စေဘယ်နှပတ်ရတော့ပြီးတော့ဗာစိတ်မယ်သူကတော်နဲ့တပတ်စေဘယ်နှပတ်ရတော့4ပတ်ရသွားနော်ပြီးတော့ဗာစိတ်မလို့လောကဝိတုပရိတလုံးချလောကဝိတုပရိတလုံးချလောကဝိတုနဲ့တပတ်စေဘယ်နှပတ်ရ5ပတ်ရပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စေရအနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စေပရိ6ပတ်ရသွားဟုတ်တာဟဲ့အနုတ္တရောစိတ်ပြီးရင်ဗာစိတ်မယ်ဥရိသဓမ္မသာရတိဥရိသဓမ္မဆိုတာဆုံးမတဲ့ပုဂ္ဂိုလ်ကိုသာရတိဆိုတာဆုံးမတတ်တယ်အင်္ဂုလိမာလာကြီးတို့လူတွေလိုက်တန်းပြီးတော့လက်ညှိုးဖြတ်နေတဲ့အလွန်ဆိုးတဲ့တခိုးဓမြကြီးတွေလူတောင်မှဖခင်ယင်ကြီးအောင်ယဟနာဖြစ်အောင်ဆုံးမတတ်တယ်နော်ပုရိသဓမ္မသာရတိပရိတလုံးချပုရိသဓမ္မသာရတိနဲ့တပတ်စေဘယ်နှပတ်ရတော့9ပတ်ရသွားပြီးတော့မထာဒေဝမနုဿာနံနတ်လူတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောဖရာတထာဒီဝမနုဿာနံတထာဒီဝမနုဿာနံတပတ်စေဘယ်နှပတ်တော့10ပတ်ရှိသွားပြီပြီးတော့ဗာစိတ်မယ်ဗုဒ္ဓ
ဘုရားနဲ့တပတ်စိတ်ဘယ်နှပတ်တော့ပြီးတော့ဘဂဝါဟုတ်လားဘဂဝါဘုံတကူကြည်တော်မူသောမြတ်စွာဘုရားဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ဖះကုံတော်10ပါးတပတ်နဲ့စိတ်လိုက်တာ10ပါးအဲ့ဒါမင်းနေ့လေ12နာရီကို10ပတ်စိတ်ညအိယာဝန်10ပတ်စိတ်မနေ့အိယာထကို10ပတ်စိတ်တနေ့ကိုပရိပတ်30စိတ်မင်းဘုံကြည့်ပြီပြောဟုတ်လားမနေ့အိယာထ10ပတ်နေ့လေ12နာရီညအိယာဝန်တနေ့ကိုပရိပတ်ဘယ်လောက်စိတ်ရ30စိတ်အဲ့ဒါတမာတိရွှေအိုးမြုပ်တာတဲ့ဘာရွှေအိုးမြုပ်တာတော့အဲ့ဒီတမာတိရွှေအိုးမြုပ်ပြီဆိုရင်ဘုံကြည့်ပြီပေါ့ကွာဓမ္မတပည့်တော်ဒီနေ့လေကစပါမယ်ဖေဟာသူကဘုံကကြီးကျင်လာပေါ့ဟိုသိတ်ဆိုင်နေလို့မဖြစ်ဘူးနော်တို့တရားနာပရိသတ်တွေလည်းဒီကတရားဘုရားပြီးလို့ပြန်သွားရင်အိမ်ကြတော့တရားဟောဓမ္မကတိကလေးရှိတာကွာအိတ်ရှင်ပေါ့ဆိုတော့တန်းပြီးတော့အိတ်မပြစ်လိုက်နဲ့နော်သတိပဲနှစ်ပါးစိတ်လိုက်ရအောင်နော်10ပါးစိတ်လိုက်ပရိယမစိတ်တာကြတော့မှုတွေတက်နေတယ်ဒီလိုပွက်ပြစ်လိုက်ဟုတ်လားပရိယမစိတ်တာကြရင်မှုတက်တတ်တယ်နော်အေးပရိမှုတက်မခံနဲ့စိတ်နေတိုင်းနတ်ပြင်ကမနဲ့အိယာထားတော့10ပါးစိတ်နေ့လေ12နာရီထိုးတော့ကြတော့တနေ့ကိုပရိပတ်ဘယ်လောက်တော့30စိတ်ရမှာအဲ့ဒီဥစဉ်ကြီးကလည်းစိတ်တယ်နေ့လေ12နာရီထိုး10ပါးညအေးရဝန်းတော့10ပါးနောက်တနေ့မနေ့အေးရထားတော့10ပါးမန္တလေးကဆုံးစောစောခံရတယ်6နာရီထိုးဆိုဆုံးခံပြီအဲ့တော့သူကဟောငါသွားဖို့တပိတ်တော့သင်္ကန်းလေးယုံထွက်လာဆရာတော်ကြီးဥယျံကုံကဟေးဟိုဦးစင်းကြီးလာတော့မင်းပရိစိတ်ကလားစိတ်ပါဗျာမနေ့ကနေ့လေ10ပါညအိယာဝန်10ပါဒီနေ့မနေ့ခင်အိယာထားတော့10ပါစိတ်ခဲ့ပါပြီဗျမနေ့ကငါပြောတာနဲ့ကြမ်းသွားလို့ကနည်းနည်းလေးကြံနေတယ်ဓမ္မအမိန့်ရှိပါဗျခုလိုဆွမ်းငံသွားပြီဆိုရင်မေတ္တာတုတ်ရွတ်သွားတယ်မေတ္တာတုတ်ရရဲ့လားရပါဗျာရရွတ်ပြကန်းရွတ်ပြတယ်သူပြိတ္တတိရောမေတ္တာတုတ်ရကြသလားမခိပါမင်းလားသူပြိတ္တလေနော်မေတ္တာတုတ်မရွတ်ချင်ရင်ကျမ်းမာပါသည်ချမ်းသာပါသည်တွေ့တဲ့လူမှန်မမလူတွေ့ခွေးတွေ့ကြက်တွေ့ငှက်တွေ့ငှက်ကလေးတွေပဲတွေ့ဘယ်လိုပွားရမလို့ကျမ်းမာပါသည်ချမ်းသာပါသည်ဟုတ်လားပြန်ပွားပြလိုက်သမ်းပါအောင်သားလေးသမီးလေးတွေကိုအမေတို့အဖေတို့ကသားလေးကျမ်းမာပါသည်သမီးလေးကြတော့လဲမိမိလေးကျမ်းမာပါသည်ဒီလိုဆိုရဲမဟုတ်လားအဲ့လိုပဲပွားသွားအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခသိင်္ဂိငိမ့်ပါစေကြောင်းညာခသိင်္ဂိငိမ့်ပါစေဆင်းရဲခသိင်္ဂိငိမ့်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေကဲဆိုကြည့်သားမှာအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခသိင်္ဂိငိမ့်ပါစေကြောင်းညာခသိင်္ဂိငိမ့်ပါစေဆင်းရဲခသိင်္ဂိငိမ့်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေအဲ့ဒါတမာတိရွှေအိုးမြုပ်တာခေါ်တယ်ဘာရွှေအိုးမြုပ်တာတော့ရွှေအိုးတမာရိရွှေအိုးမြုပ်ကိုရအတွက်ကမ္မထံ40ရှိကမ္မထံ40လုံးလုံးမနေနဲ့တော့ဒီနှစ်ခုဆိုရင်ဗုဒ္ဓနုတ္တိကမ္မထံမေတ္တာကမ္မထံဘုရားကုံတော်10ပါးပရိစိတ်တာဗုဒ္ဓနုတ္တိကမ္မထံဟုတ်လားမေတ္တာပို့တာကမေတ္တာကမ္မထံအဲ့ဒီကမ္မထံနှစ်ခုပွားလိုက်ရင်တမာရိရွှေအိုးပြည့်ရောပေါ့တဲ့ဟုတ်လား
အဲ့ဒီကုတော်ကြီးနောက်3-4လလောက်ရှိတော့ဆရာတော်ကြီးကငါတပည့်ကြီးဘယ်လိုများနေတော့ဟဲ့ဆိုသူဆွမ်းကပြန်လာမဲ့လမ်းကနေပြီးတော့တပြည့်စီလှည့်စောက်နေတယ်အဲ့ဒီကုတော်ကြီးဆွမ်းကပြန်လာတော့ဟေးဟိုကုတော်ကြီးလာပါဦးမင်းတပည့်လှပြသန်းလှပြတပည့်တဝက်ကျော်နေပြီအရင်တော့သူဘယ်လောက်ပဲရတာတော့3လုံးစာလောက်ကလေးရတယ်အခုကျတော့တပိတ်တဝက်ကျော်နေမင်းတော်တော်ဟုတ်နေပါလားကျမဖျားတပည့်တော်ဆရာတော်ပြောတဲ့အတိုင်းဖျားဂုံတော်တနေ့ပฏิပတ်30စိတ်မေတ္တာပွားလို့ခုဆွနေရပါပြီဖျားလို့ဒါနေရတာဘောကတပိတ်ကိုမောက်ချန်သွားမယ်နေရတဲ့စိတ်ဟုတ်ဓမ္မစိတ်မှာဖျားတပည့်တော်တစ်သက်လုံးစိတ်ပါတယ်မင်းတစ်သက်လုံးစိတ်ရင်တစ်သက်လုံးချမ်းသာပြီဘောဒီဘဝတွင်ဘယ်ကမလဲတသန္တရာလုံးချမ်းသာပြီးတော့နိဗ္ဗာန်ရသည်အထိမင်းလွယ်လွယ်လေးရမယ်လို့အမိန့်ရှိတဲ့နော်တို့တရားနာပရိသတ်တွေလည်းတစ်သက်လုံးစိတ်ရမှာနော်ပြင်းညာသလားဒီကပြန်လို့ရှိရင်တတိတွေမှုတက်ရင်ပြန်မှုမတက်စီအောင်ဟဲ့ဆိုပြီးတော့ဒီလိုပွတ်တာပြီးတော့စိတ်သဘောပေါက်လားဟေး